ဒီလူနှစ်ယောက်ကဇမ်ဘီတွေလိုဟန်ဆောင်နေကြတာပါဇမ်ဘီကက်ယောဂဖြစ်ပွားပြီးနောက်သူတို့ဟာအဲ့ဒီရွာတွေကနောက်ဆုံးအသက်ရှင်ကျန်ခဲ့တဲ့သူတွေဖြစ်တယ်ကောင်လေးကလူတစ်ယောက်ကိုဇမ်ဘီသွေးကိုမျက်နှာမှာလိမ့်ထားရင်ဇမ်ဘီတွေကကိုယ့်ကိုသူတို့လိုပဲထင်ပြီးမတိုက်ခိုက်ဘူးလို့ပြောတယ်မကြခင်ဇမ်ဘီမိန်းမတစ်ကောင်ကအဲ့ဒီလူနာကိုလာတယ်သူမျက်နှာကိုနမ်းရှိုက်ကြည့်ပေမဲ့ဇမ်ဘီသွေးနဲ့ရလို့မတိုက်ခိုက်ခဲ့ဘူးစိတ်ချသွားတဲ့အဲ့ဒီလူကဇမ်ဘီလိုစတင်သရုပ်ဆောင်တော့တယ်ယုံကြည်စရာကောင်းအောင်မျက်နှာအနူရမျိုးစုံလှုပ်ပြနေတယ်ဒါပေမဲ့ तू မသိလိုက်တာကအမွေးထူထူဇမ်ဘီဘရင်ကသူ့ကိုစောင့်ကြည့်နေတာပဲအစာပိုင်းမှာဇမ်ဘီဘရင်ကသူ့ကိုဇမ်ဘီအစ်စ်လို့ထင်ခဲ့တယ်ဒါပေမဲ့နောက်တော့ဘာမှမလုပ်ဘဲရက်နေတဲ့ကောင်လေးကိုတတိထားမိသွားတယ်ဇမ်ဘီဘရင်ကချက်ချင်းအပေါ်ကခုန်ဆင်းလာပြီးကောင်လေးစီလှောက်လာတယ်သူကကောင်လေးကိုဖြည်းဖြည်းချင်းစစ်ဆေးတယ်တီချအောင်လေဘင်းကိုတော့လှမ်းနေလှုပ်ကြည့်တယ်ပြီးတော့ကောင်လေးကိုပုတ်တိုးနေတဲ့လက်တစ်ဖက်စားခိုင်းပြီးဇမ်ဘီအစ်စ်ဟုတ်မဟုတ်စမ်းတတ်တယ်အဲ့ဒီနောက်ဇမ်ဘီဘရင်ကအရင်လူဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်ထူဆန်းတာတစ်ခုတွေ့သွားတယ်အဲ့ဒီလူကအရန်ကျုံနေတဲ့ပုံပေါ်နေတယ်ဇမ်ဘီဘရင်ကကောင်လေးကိုနောက်ဆုံးတစ်ခါထပ်လှုပ်ကျင်လိုက်ပြီးကျုပ်စရာကောင်းတဲ့အိုတန်းကြီးထုတ်လိုက်တယ်ရုတ်တရက်ဇမ်ဘီအိုကြီးတစ်ခုလုံးကအဲ့ဒီလူနောက်ကိုပြေးလိုက်လာတော့တယ်